ချစ်ရဲ့ပြန်လာပါတော့ပန်းတွေလည်းနွမ်းကြရုံပဲဆန်းရည်လည်းထမ်းရုံပဲအလွမ်းမပြေတန်းတရရဲ့ဆိုလေတိုင်းဒါတွေဟာလေအမှန်တော်နဲ့ဇက်ဆာမို့ပြန်ပြောရင်အမှတ်ရလားလို့အယောစိတ်ဖြတ်ကြပါစို့ကွယ်လို့ပြောလာတဲ့မိန်းကလေးရဲ့ပြောလာတဲ့မိန်းကလေးရဲ့ကွယ်နှစ်ယောက်သားဆိုရင်ဘုံမြင်လေးတွေပြောပြရဲ့တို့များရင်ငယ်တော့ငါကွယ်တွေ့မယ်တော့ဒီမလေးဝေတော်ကြီးပြန်ပြေးတဲ့ခါဝဲသူတမျိုးမင်းသားတန်းတောင်များရဲ့မဆာရုံနဲ့ပြေကွယ်ကြရဲ့အသေးကညာတာစိတ်များနဲ့တနာတဲ့ဆိုတဲ့မိန်းကလေးရဲ့မောင်ဘဝနဲ့ဒီတို့ဒီနဲ့တွေ့မိပြေးကြည့်တာတဲ့ဒီနေနိုင်မှာသစ္စာထားသမျှမေတ္တာတရားကဒီကမပြောင်းနိုင်ပါလားခြေရာဖြောက်သူမိန်းကလေးရဲ့တွေ့မယ်နော်ဝေတော်ကြီးကိုွယ်တင်မြမူလေမောင်ဘဝရင်တွေဘယ်စီကိုသွားလို့ဘယ်လိုများရှာရမှာလဲအပန်းပြေသိဆိုင်ရည်လေးဝဲပန်းလေးချီရမျိုးလို့စေတနာတော်နဲ့ပန်းပေးရမယ်မိပြီလားဝဲသစ္စာထားသမျှမေတ္တာတရားကဒီကမပြောင်းနိုင်မှာလားခြေရာပြောက်သူမိန်းကလေးရဲ့တွေ့မယ်နော်ဝေတော်ကြီးကိုလို့ွယ်တဲ့မြမူလေမောင်ဘဝရင်တွေဘယ်စီကိုသွားလို့ဘယ်လိုများရှာရမှာလဲပန်းပြေသိစမ်းရည်စိတ်ဝဲပန်းလေးချွေကမျောလို့စေတနာတော်နဲ့ပန်းပေးရလဲမိပြီလားကွယ်နှစ်ယောက်သားခုတော့မဆုံးပုံမြင်ရဲ့ကတွေ့မဲ့တော်ရဲ့သူစားတည်ရဲ့ခွဲခွာ၍ဉာဏ်လေးသည်ရဲ့မေတ္တာဆန်းလက်ခံငယ်ပြီကွယ်သစ္စာနဲ့ရဲ့ဖြေသိရမောင်တယောက်တည်း